ဟိုရှိယုံကတောနက်ကြီးရဲ့မှာယုံကလေးတစ်ကောင်ဟာသူကိုယ်သူအခြားတတဝါတွေထက်အပြည့်မြတ်ဆုံးလို့စိတ်ကြီးဝင်နေပြီးတခြားတတဝါတွေကိုအထင်သေးလိမ့်ရှိတဲ့ကွယ်ဒါကိုကြည့်လို့မရတဲ့လိတ်ကလေးဟာယုံကလေးနဲ့ပြေးပြိုင်ဖို့စိန်ခေါ်လိုက်တဲ့ကွယ်ယုံနဲ့လိတ်ပြေးပြိုင်ဖို့အတွက်ဒိုင်ဖြစ်လုပ်ပေးရန်ပညာရှိရှင်ကလေးစီမှာတွားတောင်းဆိုတဲ့ကွယ်ဒီသတင်းကိုကြားတာနဲ့ယုံကလေးရဲ့ပရိသတ်တွေနဲ့လိတ်ကလေးရဲ့ပရိသတ်တွေဟာအပြေးလွှားလာကြည့်ကြတဲ့ကွယ်ပြိုင်ပွဲစတင်တာနဲ့ယုံကလျင်မြန်စွာပြေးသွားတဲ့အချိန်တော်ကြာပြေးပြီးနောက်ယုံကမောပန်းလာသဖြင့်ခဏနားလိုက်လျင်ပြဿနာမရှိဘူးဘာလို့ဆိုလိတ်ကဟိုနောက်မှာပဲရှိသေးတယ်လို့တွေးပြီးခဏနားနေစဉ်အိပ်ပျော်ကျသွားလေတဲ့ကွယ်လိတ်ကလေးကတဖြည်းဖြည်းနဲ့မနားတမ်းဆက်ပြေးနေတဲ့ကွယ်တဖြည်းဖြည်းနဲ့ယုံကလေးအိတ်နေတဲ့နေရာကိုရောက်လာပြီးဒီနှစ်ပြင်းအိပ်ပျော်နေပြီး၃ချက်လောက်စော်ပလော်တီးပေးလိုက်အောင်မှာပဲလို့တွေးပြီး၃ချက်တီးပြီးနောက်ရှေ့ဆက်သွားပြီးပန်းဝင်သွားတဲ့ကွယ်ယုံကလေးအိယာကနိုးတာနဲ့လိတ်ကလေးပန်းဝင်သွားတာကိုမြင်တာနဲ့ချုံပွဲချငိုလေတဲ့ကွယ်ဒီပုံပြင်လေးရဲ့သင်ခန်းစာကတော့အလုပ်ဆရာရှိတာလုပ်ပါအချိန်မဆွဲပါနဲ့ပြီးတော့တစိုက်မတ်မတ်လုပ်ပါကဲနောက်ဗီဒီယိုမှာတွေ့ကြရအောင်ဗျာ